ရှေးဦးစွာဖျားသခင်ကျေးဇူးတော်ထူးပင်ချီးမွမ်းပါတယ်ကျမတို့ရဲ့ဘဝမှာတန်ရှင်သောဝိညာဉ်တော်ရဲ့ကွယ်ကာမဆပိုးဆောင်ခြင်းဖျားရှင်ကိုကျမ်းစာဖတ်ဆုတောင်းခြင်းတကိုးကိုကျမဒီကနေ့စပြီးခံစားရပြီဆိုတဲ့အရာကိုမျှဝေပေးချင်ပါတယ်ကျမတို့ဘဝမှာစိတ်တက်ကြလာပြီဆိုလို့ရှိရင်အဆင့်3ဆင့်ရှိတယ်ပေါ့နော်အဲ့တော့ပထမအဆင့်ကစပြီးတော့မှကျမတို့အကြောင်းအရာတစ်ခုစတွေးမိတယ်ဒါစတွေးမိတာပေါ့နော်နံပါတ်2ကကြတော့အဲ့ဒီတွေးတဲ့ຢာစိတ်ထဲနည်းနည်းလေးရောက်လာပြီနည်းနည်းလေးတွေးလာပြီနောက်ဆုံးအဆင့်3ကကြတော့ဒီတွေးမိတဲ့အရာကိုလုံးဝလူရောစိတ်ရောခန္ဓာကိုယ်လုံးဝတွေးမိသွားပြီးတော့မှကျမတို့ရဲ့ဘဝထဲမှာကျမရဲ့ခန္ဓာကိုယ်ကလုံးဝအားနေသွားတာလုံးဝတွေးမိသွားပြီးတော့မှလုံးဝစိတ်တက်ကြသွားဘာမှဆက်မလုပ်နိုင်တော့လောက်အောင်အဲ့လိုမျိုးအခြေအနေကိုရောက်သွားတာအဲ့ဒါကဒီစိတ်တက်ကြတဲ့အဆင့်3ဆင့်လို့ကျမကခံယူထားတယ်အဲ့တော့တန်ရှင်သောဝိညာဉ်တော်ကကျမတို့စတင်ပြီးတော့မှဒီစိတ်တက်ကြဖို့ရန်ဒီမကောင်းတဲ့ negative အတွေးဒီစတင်ပြီးတော့ဒီမကောင်းတဲ့အတွေးစတွေးမိပြီဆိုတာ ਨੇ ပထမအဆင့်မှာတင်ချက်ချင်းကျမတို့ကိုသတိပေးပြီးတော့မှလုံးဝချက်ချင်းကျမတို့ကိုတွေးစေတဲ့အကြောင်းအရာငါဘာလို့စိတ်တက်ကြရမှာလဲငါမှာဘုရားသခင်ရှိတယ်ငါ့ကိုအသက်ပေးပြီးတောင်ချစ်ထားတဲ့ဘုရားသခင်ရှိတယ်လေဘုရားသခင်ကငါ့ကိုအကုန်လုပ်ပေးမှာဘုရားသခင်ကငါဖတ်မှရှိငါဘာမှကြောက်စရာမလိုဘုရားငါ့ကိုဂတိပေးထားတယ်လေမစိုးရိမ်နဲ့ညီသက်ချင်းရှိဖို့ငါ့ကိုဂတိပေးထားတယ်လေဘုရားသခင်ကငါတို့အသက်ကိုပေးထားတဲ့အပြင်ဘုရားသခင်ဒီကမ္ဘာလောကစัจ java တစ်ခုလုံးကိုဖန်ဆင်းထားတာဖြစ်တဲ့အတွက်ဘုရားသခင်ငါတို့ကိုဘာလို့မပေးရမှာလဲငါတို့ကဘုရားသခင်ကိုသစ္စာရှိရှိကိုးကွယ်နေတယ်လေငါဟာသစ္စာရှိရှိကိုးကွယ်နေတယ်လေငါဘုရားသခင်ကိုသစ္စာရှိရှိနဲ့ငါရဲ့စိတ်ကိုဝိညာဉ်ခန္ဓာအကုန်လုံးငါဘုရားအကုန်လုံးစက္ကပ်အနံပြီးတော့မှငါဘုရားအတွက်အသက်ရှင်နေတယ်လေငါဘုရားအဖက်မှာဘုရားရှိတယ်ငါဘာကိုကြောက်ရမှာလဲငါဘာလို့ဒါကိုစိုးရိမ်နေရမှာလဲဘုရားငါ့ကိုဖြည့်ရှင်းပေးမှာဒီတစ်ကမ္ဘာလုံးမှာရှိဘယ်သူမှငါ့ကိုမဖြည့်ရှင်းဘယ်သူမှငါဖက်မှာမရှိတယ်ဘုရားသခင်ငါဖက်မှာရှိတယ်ဘုရားငါ့ကိုအမြဲတမ်းငြိမ်သက်ခြင်းပေးတယ်ဘုရားငါ့ကိုအမြဲတမ်းဝမ်းမြောက်ခြင်းပေးတယ်ငါမှာဘုရားသခင်ရှိငါဘာလို့ကြောက်ရမှာလဲဆိုတဲ့စိတ်ကချက်ချင်းသက်ရှင်သောဝိညာဉ်တော်ကကျမတို့ချက်ချင်းတတိပေးတယ်စိတ်ကိုဒီလိုလူကိုတုံခါသွားပြီးတော့မှတတိပေးတယ်အဲ့လိုပုံစံမျိုးကျွန်မခံစားရတယ်လူရဲ့အချင်းကစိုးရင်တတ်တဲ့အချင်းရှိလူကဘာပဲဖြစ်ကိုစိုးရင်တာဘာမှမစိုးရင်တဲ့ပို့ပပနေတတ်တဲ့လူကကြအဲ့တိုင်းပဲဘာပဲလာသူကပို့ပပပဲဖြတ်တန်းတတ်တယ်ဒါပေမဲ့စိုးရင်တတ်တဲ့လူကကြတော့ငကိုအချင်းကိုကသူကတခုခုဆိုရင်နည်းနည်းလေးစိတ်ထဲမှာတွေးမိတယ်တန်ရှင်သောဝိညာဉ်တော်ကျွန်မအရှိဗီဒီယိုမှာပြထားတဲ့အတိုင်းပေါ့နော်တန်ရှင်သောဝိညာဉ်တော်ကျွန်မတို့ရဲ့ဆုတောင်းခြင်းအစမှာအနံလိုက်တဲ့အခါမှာကျွန်မတို့ဆုတောင်းတဲ့ဘုရားရှင်ကကြိုက်နှစ်သက်ပြီးတော့မှကျွန်မတို့ဆုတောင်းတဲ့ကိုဘုရားသခင်နားညောင်းပေးတယ်ဟုတ်တန်ရှင်သောဝိညာဉ်တော်အရင်ဆုံးအကူအညီတောင်းတဲ့အခါမှာကျမတို့ကိုဘလို့ဆုတောင်းရမလဲဆိုတော့ကျမတို့ဆုတောင်းတန်အစားပြောင်းလဲသွားတယ်ပေါ့နော်အဲ့လိုမျိုးတန်ရှင်းသောဝိညာဉ်တော်ကကျမတို့ကိုအကူအညီပေးတယ်တခုခုဖြစ်လာပြီမစိုးရင်လည်းဘုရားသခင်ရှိတယ်ငါဘာလို့စိုးရင်လဲဘာလို့စိုးရင်တာလဲဘာလို့စိုးရင်နေတာလဲဘုရားသခင်ကိုဆုတောင်းနေတယ်လေဘုရားကိုကိုးကွယ်နေတယ်လေနင်ဘုရားကိုသိတယ်လေငြိမ်သက်ခြင်းပေးတဲ့ဘုရားကိုမင်းရထားတယ်လေဘာလို့စိုးရင်နေတာလဲဖျက်ရှင်ပြင်ဆင်ပြီးမှငြိမ်သက်စွာနဲ့စောင့်နေပါဆိုပြီးတော့မှကျွန်တော်အဲ့လိုမျိုးစကားပြောပြီးတယ်တကယ်အံ့ဩစရာကောင်းတယ်ဖျက်ရှင်ကလေလူတစ်ယောက်လုံးကိုလေမွေးရပါကျွန်တော်တို့ပါလာတဲ့အကျင့်ကိုပြောင်းလဲပြီးတာဒီကျွန်မရဲ့ဘဝထဲမှာကျွန်မစိတ်မရှိနိုင်တဲ့တီးမခံနိုင်တာတွေအများကြီးရှိတယ်အဲ့ဒါတွေကဖျက်ရှင်အများကြီးပြောင်းလဲပေးပြီးသားအများကြီးကိုပြုပြင်ပေးတာအခုဆိုရင်ကျွန်မစိတ်ရှိတီးခံပြီးတော့မှဘာမဆိုသေးချာတွေးဆင်ချင်ပြီးတော့မှအခုဆိုရင်ကျွန်မအသက်ရှင်ဒီလိုစိုးရိမ်မှုများရင်နှလုံးရောဂါဖြစ်နိုင်တယ်ညီသက်ချင်းမရှိရင်နှလုံးရောဂါဖြစ်နိုင်တယ်အဲ့တော့ညတွေအိတ်မပြောရင်လည်းနှလုံးရောဂါဖြစ်နိုင်တယ်နှလုံးဒီကျွန်မတို့လူခဏမှာဘလောက်ပဲကြမ်းပါပါစေနှလုံးကရက်သွားနိုင်တယ်လေလူဘလောက်ပဲကြမ်းပါပါစေနှလုံးကရက်တာနဲ့တခါလေလူရဲ့အသက်ကသိသွားနိုင်တယ်အဲ့ဒါကြောင့်ဒီနှလုံးကအရန်ကိုတဲ့ရဲ့နှလုံးအထူးဂရုစိုက်ပါဒါကျန်းစာထဲမှာပါတယ်အဲကျွန်မတို့ကစိုးရိမ်တဲ့ဒီကြောက်တဲ့ပူပန်တဲ့အဲ့ဒီစိတ်ကလေနှလုံးရောဂါကိုဖြစ်စေနိုင်တယ်တခုခုစိုးရိမ်လာပြီဆိုလို့ရှိရင်မိတ်ဆွေကျန်းစာဖတ်ပါကျန်းစာဖတ်ဆူတောင်းပါကျန်းစာဖတ်ဆူတောင်းခြင်းကကျွန်မတို့ရဲ့ဟိုးလုံးဝမပြင်နိုင်ပါဘူးဆိုတဲ့အကျင့်ဆိုးကစပြင်နိုင်တယ်မိတ်ဆွေကျန်းစာဖတ်ဆူတောင်းပါမိတ်ဆွေမိသားစုမှာတော့မိတ်ဆွေအလုံးမှာမိတ်ဆွေတစ်ခုခုပြုပြင်ပြောင်းလဲခြင်းနဲ့အရာရှိကျန်းစာပဲဆူတောင်းခြင်းနဲ့သင်အနာယူကြည့်ပါအားလုံးပြောင်းလဲသွားပါမယ်လို့ကျွန်မကအမခံရတယ်နော်ကျန်းစာပဲဆူတောင်းခြင်းအားလုံးပြောင်းလဲနိုင်တယ်သင်ဘသူ့ကိုပြောင်းလဲခြင်းလဲသင်ပါသင်ပြောင်းလဲပြီးသင်နောက်ထပ်ဘာကိုပြောင်းလဲခြင်းလဲကျန်းစာပဲဆူတောင်းခြင်းနဲ့သင်လုံးဝဒီဆူတောင်းချက်ကိုသင်ကောင်းမွန်အချိန်ယူပြီးဆူတောင်းကြည့်ပါဘုရားရှင်သင်ကိုအဖြေပေးပြီးတော့မှသင်လုံးဝပြင်လို့မရဘူးဆိုတော့သင်ရဲ့အကျင့်ဆိုးရှိတာသင်မှာပြင်လို့မရဘူးဆိုအကျင့်ဆိုးရှိတာကျန်တာဖက်ဆူတောင်းခြင်းကိုသင်သေချာချိန်ယူကြည့်ပါလုံးဝပြင်လို့ရပါတယ်သင်ကလုံးဝသင်မလိုချင်တဲ့သင်ရဲ့ဘဝအားလုံးထွက်သွားပြီးတော့မှ
တင်ဟာတင်လိုချင်တဲ့ဘဝတင်လုံးဝအကျင့်ကောင်းနေတဲ့ပြည့်စုံနေတဲ့တင်ဘဝကိုပြန်လဲရရှိလာမယ်ဆိုတဲ့အကြောင်းကိုဒီနေ့ဗီဒီယိုနဲ့ခွန်အားပေးချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျမတို့ပြန်လဲဆုံတွေ့ကြပါမယ်အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ